ရာစုနှစ်ရဲ့ခစ်နှောင်းပိုင်းတွေမှာကြီးမားတဲ့တစ်တွေကျူးလွန်ခဲ့တဲ့သူတွေအတွက်ဖြစ်ပြီးပုံတွေကွဲပြားသလိုသူတို့တွေပြုလုပ်ထားတဲ့ပစ္စည်းတွေကလည်းထူးဆန်းပြီးကြောက်စရာကောင်းတော့ပါတယ်။ဒီကောက်မှာတော့ဒီလိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးဘုဒ္ဓအနေနဲ့တင်ဆက်ပြီးမှဖြစ်တဲ့အတွက်ကျွန်တော်တို့အစိုးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ကြပါတယ်။အားလုံးမင်္ဂလာပါ။ Top 5ရဲ့ထူးခြားစံပြစီစဉ်ကနေကြိုဆိုပါရစေ။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူစော်ရဲနိုင်ပဲဖြစ်ပါတယ်ဗျ။ Number 1 Iron Rometer ဒီတန်လောင်ဝင်ကိုအလေသစ်ပိုင်းလောက်မှာဂရိလူမျိုးစုတွေကစတင်အသုံးပြုလာပါတယ်ဂရိရှင်ဘီရင်ကကြီးမားတဲ့အပြစ်လှုပ်ထားတဲ့အပြစ်သားတွေကိုဒီတန်လောင်ဝင်နဲ့ထည့်ပြီးအပြင်ကနေပိတ်လိုက်တာပါအထဲမှာရှိတဲ့အပြစ်သားကတော့ဆိုးဆိုးရွားရွားနာကျင်ပြီးတင်းဆုံးသွားမှာဖြစ်ပါတယ်ဒီလိုစူးကြုံနေပါတဲ့တန်လောင်ဝင်ကအလေခစ်ပိုင်းလောက်မှာအကျော်ကြားဆုံးရင်းမှန်နှိစက်တဲ့ပစ္စည်းတွေကတစ်ခုဖြစ်ပါတယ်ဒီဟာအပြစ်စီရင်တဲ့နေရာမှာရက်ဆက်ပြီးကြောက်စရာကောင်းတဲ့ပစ္စည်းတစ်ခုလို့လည်းပြောလို့ရပါတယ်။ Number 2 Macabre လွှမ်းနေတူတဲ့ဒီပစ္စည်းဟာလည်းပြစ်စီရင်တဲ့နေရာမှာအသုံးကျတာဖြစ်ပြီးပြစ်ကျူးလွန်ထားတဲ့အပြစ်သားတွေအတွက်ကြောက်စရာကောင်းတဲ့ပစ္စည်းတစ်ခုပါ။ပြီးလေတဲ့အပြစ်ကိုကျူးလွန်ထားမိရဲ့အပြစ်သားဟာကြက်ချေကတက်သားတိုင်မှာခြေထောက်နှစ်ဖက်လက်နှစ်ဖက်ကြိုးချီခံထားရမှာဖြစ်ပြီးအပြစ်ပြီးမဲ့လူနှစ်ဦးကတော့ပွားရဲ့တစ်ဖက်စီကိုကိုင်းပြီးအပြစ်သားရဲ့အလေတက်တဲ့ကနေဖြတ်လိုက်ကပါဒီလိုမျိုးအပြစ်စီရင်မှုမျိုးကလည်းအရန်ကိုရက်ဆက်ရကြပြီးကြောက်ဖို့လည်းအရန်ကောင်းပါတယ် Number 3 Inquisition ဒီຢာကိုတော့အပြစ်သားတွေကိုစစ်ဆေးမေးမြန်းတဲ့အခါမှာသုံးတာဖြစ်ပါတယ်စစ်ဆေးမေးမြန်းခံရတဲ့အပြစ်သားဟာချုံထက်နေတဲ့ဒီຢာပေါ်မှာတက်ခံရမှာဖြစ်ပါတယ်အပေါ်ပိုင်းမှာတော့ပြစ်သားရဲ့ခန္ဓာကိုယ်ကိုထိမှုအတွက်ဂျိုင်းအောက်ကနေတန်ကွင်းတစ်ကွင်းပတ်လိုက်မှာဖြစ်ပြီးအဲ့ဒီတန်ကွင်းကိုတော့တောင်းသုံးတောင်းကနေကျိုးနဲ့ဆွဲထားမှာဖြစ်ပါတယ်ဒီလိုနဲ့အပြစ်သားကအမှန်တိုင်းပြောမလာရင်တောင်းသုံးတောင်းကကျိုးတွေကိုဖြည်းဖြည်းချင်းလျှော့လိုက်ပြီးပြစ်သားရဲ့ခြေထောက်နှစ်ဖက်မှာပါလေးလံနဲ့ကြောက်တုံးနှစ်တုံးကိုခြိဆွဲလိုက်မှာဖြစ်ပါတယ်ဒါဆိုရင်တော့အပြစ်သားကလုံးဝကိုနာကျင်ခံစားရပါလိမ့်မယ်ဒီလိုမျိုးအလေးထားတွေကိုတော့ပြစ်နှောင်မှန်းရောက်တဲ့ချိန်ရောမဘရင်တွေကစတင်ကျင့်သုံးလာတာပါစစ်စီမင်းမြတ်နေဆိုပေမဲ့တေးမတက်ခံစားရမယ်ဖြစ်ပါဒီပစ္စည်းကတော့ထူးဆန်းပြီးကြက်သီးထားဖို့လည်းကောင်းပါတယ်ဒီຢာကိုအမျိုးသမီးတွေကိုအပြစ်ပေးဖို့အတွက်အသုံးပြုခဲ့တာဖြစ်ပါတယ်အမျိုးသမီးတွေအိမ်တော်ရေးဖောက်ပြန်တဲ့အခါလိန်တူချင်းဆက်ဆံတဲ့အခါတွေမှာဒီຢာနဲ့အပြစ်ပေးလေးရှိပါတယ်ဒီပစ္စည်းရဲ့အလယ်မှာဆွဲလို့ရတဲ့တန်ကြုံတစ်ချောင်းရှိပါတယ်အဲဒီတန်ကြုံကိုအနောက်ကနေလှည့်လိုက်တဲ့အခါမှာဒီပစ္စည်းကတချွေပြီးပွင့်လာမှာဖြစ်ပါတယ်ဒါကိုအမျိုးသမီးတဲကိုထည့်ပြီးဖြည်းဖြည်းချင်းဆက်မှာဖြစ်ပါတယ်အနောက်ကနေလှည့်လိုက်တဲ့အချိန်မှာဒီပစ္စည်းကလေးစိတ်ကွယ်ပြီးတဖြည်းဖြည်းပွင့်လာမှာဖြစ်ပါတယ်လောက်ဆိုရင်ကျွန်တော်ထပ်ပြောစရာမလိုတော့ပါဘူးပေတတို့သဘောပေါက်မှာပါဒီလိုပြပြမှုဟာအဲ့ဒီခေတ်ကအမျိုးသမီးတွေအတွက်အရန်ကိုကြောက်လန့်တုန်လှုပ်ကြပါပဲဒီຢာကိုတော့ဒုတိယကမ္ဘာစစ်အတွင်းမှာကျင်းသားတွေကိုညှဉ်းပန်းနှိပ်စက်တဲ့အရာလို့ခေါ်ကြပါတယ်ဒါကိုတော့တစ်သားဒလိန်တုံးတွေကျိုးတွေကိုအသုံးပြုပြီးပြုလုပ်ထားတာဖြစ်ပါတယ်နှိပ်စက်ခံရတဲ့စစ်သုံးပန်းတွေကသူတို့ရဲ့ခြေထောက်တွေလက်တွေကိုဒီတစ်သားဒလိန်တုံးတွေကြားထဲမှာထည့်ပြီးကျိုးနဲ့ခြိထားပါတယ်ဒီຢာမှာကျိုးတွေကိုတဖြည်းဖြည်းတင်းလာစေဖို့လဲတောက်တိုင်တစ်ချောင်းရှိပါတယ်ဒီတောက်တိုင်ကိုတစ်ချက်ဆွဲလိုက်တာနဲ့ကျိုးတွေကတဖြည်းဖြည်းတင်းလာမှာပါဒီလိုနဲ့နှိပ်စက်ခံရတဲ့စစ်သုံးပန်းတွေကသူတို့ရဲ့လက်စစ်တွေခြေစစ်တွေပြုတ်ထွက်သွားတဲ့အထီကိုနှိပ်စက်ခံရမှာဖြစ်ပါတယ်အခုပြန်လဲမျှဝေပြီးတဲ့အကြောင်းအရာတွေကတော့တစ်ခေတ်တစ်ခါကအကျဉ်းသားတွေကိုရဲရဲဆွဆက်အပြစ်ပေးစီရင်ခဲ့တဲ့အရာတွေပဲဖြစ်ပါတယ်လူကြီးမြင့်ကဒီလိုမျိုးထူးဆန်းတဲ့သိစတွေနဲ့သဘာဝလုံးချစ်တဲ့သူကိုစိတ်ဝင်စားတဲ့သူဆိုရင်တော့ကျွန်တော်ရဲ့ channel ကို like and subscribe လေးနှိပ်သွားပေးဖို့မမေ့ပါနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြရအောင်အားလုံးကိုကျေးဇူးတင်ပါတယ်